CCBA Entertainment Channel ဖြစ်တဲ့ကြည်အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ဟိုနေ့ကတော့ဒီတချင်းလေးတစ်ပုတ်ကဘာဆောင်းလေးတစ်ပုတ်ဆိုတဲ့အကိုပေါ့နော်တင်လိုက်တယ်ဒီဟိုပါပေါ့ပကြီးပြကန်းမှာဆိုတဲ့အကိုပေါ့နော်သူဆိုတာရန်ကောင်းတယ်ဆိုပြီးတော့တင်လိုက်တာပေါ့နော်တင်လိုက်တဲ့အချိန်မှာလာမှတ်ပေးတဲ့ညီကိုမောင်နှမကြီးရှိရပေါ့နော်သူတို့က TikTok မှာရှာလိုက်ပေါ့နော်ကေညီဆိုပြီးတော့ကျွန်တော်လည်းအဲ့လိုမျိုးရှာကြည့်လိုက်တာပေါ့နော်ဒီအကိုရဲ့TikTok အကောင့်ကျွန်တော်တွားပြီးတွေ့ရပါတော့အဲ့ထဲကနေပြီးကျွန်တော်နောက်တစ်ပုတ်ကိုကျွန်တော်ထပ်ပြီးတော့ဖွင့်ပြပေးခြင်းတယ်ပေါ့နော်သူရဲ့အကောင့်နဲ့ TikTok မှာတွားပြီးအားပေးလို့ရပါတော့ကင်ကြီးဆိုပြီးတော့ရှာလိုက်တွေ့တယ်ဗျရှောင်းတယ်ခုမှပဲတွေ့တော့နော်ကလာကြီးပါနော်သူတိုးရင်းနဲ့သွားပြီးတော့တော်တော်ဆင်တယ်အချင်းနာမည်လဲစိတ်သမာနညံပေါ့နော်တေးရဦးနေဝင်ရေးထားတာဖြစ်ပါတယ်ပြောတာမိုက်တယ်နော်ဒီကိုဆိုရတာသူဆိုတဲ့ချင်းတွေကိုတိုက်ရိုက်တွားပြီးနားထောင်ခြင်းနဲ့ဆိုလဲဒီ TikTok မှာကင်ကြီးဆိုပြီးတော့
ရှာလို့ရနော်ကျွန်တော်တွေ့တယ်တော့ကျွန်တော်အားလေးလာပြီးဝင်ပြပေးရဖြစ်တယ်ပေါ့နော်ဒီမှာတော့ကြည့်လို့ရပါပေါ့အားလုံးပဲချစ်ချင်းမေတ္တာဖြင့်ငြိမ်းချမ်းကြပါစေနော်